ရေတုံးကဒါကျွန်တော် volunteer လေးလုပ်နေရင်လည်းကျွန်တော်တငယ်ချင်းတွေဒါညဘက်လက်ဖေးတိုင်းမှာပဲဖြစ်ကျွန်တော်တို့ဒါအင်ရှိမှာဖြစ်ဂိမ်းလေးတွေတူတူစုပြီးတော့ဆော့လေးရှိတယ်ပေါ့နော်ဒီနေ့ကျတော့ကျွန်တော်တငယ်ချင်းကကျွန်တော်ဂိမ်းတစ်ခုနဲ့မိတ်ဆက်ပေးတယ်ဗျအဲ့ဒီဂိမ်းကဒါ PUBG Mobile နဲ့ဆိုတော့ကျွန်တော်မှာ run 2ပဲရှိတဲ့ဖုန်းရှိတဲ့အတွက်ကျွန်တော်အနေနဲ့ PUBG Mobile တော့ကောင်းကောင်းမွန်မွန်တော့မဆော့လိုက်နိုင်ခဲ့ဘူးဒါပေမဲ့ဒါကျွန်တော်အမေကကျွန်တော်ဒါဖုန်းလေးတစ်လုံးဝယ်ပေးတယ်ပေါ့နော်အဲ့ဒီဖုန်းက run 6ပါတာဖြစ်တဲ့အတွက်ကျွန်တော် game ဆော့တဲ့အခါမှာတော်တော်အဆင်ပြေတာမို့လို့အဲ့ဒီချိန်တည်းကနေစပြီးတော့ကျွန်တော်အနေနဲ့ PUBG Mobile community တဲကိုရောက်ရှိလာခဲ့တာပါပဲကျွန်တော်အနေနဲ့ဒါ PUBG Mobile ဆော့လာတာကြာလာနေမြကျွန်တော်နဲ့တွဲဆော့နေကြကျွန်တော်တငယ်ချင်းတွေကကျွန်တော်ဝိုင်းပြီးတော့အကြံပေးကြတယ်ဗျအဲ့ဒါကတော့ဒါ pro player လောက်ပါလားဆိုပြီးတော့ကျွန်တော်အနေနဲ့အဲ့တုန်းကတော့လှုပ်ချင်တဲ့စိတ်ကူးရှိတယ်ဆိုပေမဲ့ဒီလောကထဲမှာကျွန်တော်ကအစိမ့်သက်သက်ကြီးပဲမဟုတ်လို့ဘယ်လို join ရမလဲနောက်ပြီးတော့ဘယ်လိုတွေတွားရမလဲနောက်ပြီးတော့ဘယ်လိုတွေ training တွေဆင်းရမလဲဆိုတာသိချာမသိတဲ့အတွက်လှုပ်ဖြစ်မယ်ဆိုတဲ့စိတ်ကူးကစိတ်ကူးသက်နေပဲအဆုံးသက်တော့မယ့်အချိန်မှာတိုက်ဆိုင်နေပဲပြောရမလားတော့မသိဘူးဒါကျွန်တော်အတိအကိုတယောက်ကဒါတင်းကုတ်ချတယ်ပေါ့နော်သူ့ live stream မှာအဲ့ဒါကိုကျွန်တော်ဝင်စော့ရင်းနဲ့ဒါအဲ့ဒီအတိအကိုကပဲကျွန်တော်ဒါအရောင်မင်းကဖြစ်နိုင်တယ်မင်း training လေးတေချာဆင်းမင်းကတေချာလေး training လေးပေးမယ်ဆိုပြီးတော့ကျွန်တော်ပြောရင်းရနေပဲကျွန်တော်အဲ့ဒီချိန်မှာ player လိုက်တဲ့ကိုခဏတော့ရောက်သွားခဲ့သေးတယ်ဗျဒီလိုနဲ့ပဲဒါကျွန်တော်ကပွဲတွေရှိရင်ပွဲတွေဆော့လိုက်ပွဲလေးမရှိဘူးဆိုရင်ကျွန်တော် screen လေးတွေဆော့လိုက်ဒါပုံမှန်တငယ်ချင်းတွေနဲ့တွဲဆော့လိုက်နေပဲအချိန်လေးတော့ကုန်ခဲ့တာပေါ့ဗျာဒီ community ထဲမှာဒါကျွန်တော်ဟို streamer နဲ့ဆိုလဲဆော့တယ်ဒီ streamer နဲ့ဆိုလဲတွဲဆော့တာဖြစ်တဲ့အတွက်ဒီ community ထဲမှာကျွန်တော်တော်တော်များများတည်ထားလာမိတဲ့အပြင်မှာကျွန်တော်နဲ့ဒါတွဲဆော့နေကြသူတွေကလည်းနောက်တစ်ဆင့်ထပ်ပြီးတော့ stream ဖို့ပါကျွန်တော်ဝိုင်းပြီးတော့အကြံပေးခဲ့တယ်ဗျအဲ့ဒီချိန်ကနေစပြီးတော့ကျွန်တော်လည်း streaming ကိုစပြီးတော့လုပ်ခဲ့တော့တာပါပဲအဲ့တုန်းကဆိုရင်ပထမဆုံးကျွန်တော်ရဲ့ gaming တက်လေးကဒါကျွန်တော်အမေရဲ့ကတင်ချင်းလေးမှာရှိတဲ့ဟာလေးနဲ့ပဲအကောင်းဆုံးလုပ်ပြီးတော့အကောင်းဆုံးစပြီးတော့ကြိုးစားခဲ့တယ်ဗျအဲ့တုန်းကဆက် stream တဲ့အချိန်တုန်းကဆိုရင်ဒါ sound dream မှာပေါ့ဗျာ sound dream မှာဒါမနက်ဖက်ဆိုအရန်အေးနေတဲ့ကြားထဲမှာတော့ကျွန်တော်အနေနဲ့ပန်ကာလေးဖွင့်ပြီးတော့ကျွန်တော်မနက်9နာရီကနေဒါမနက်9နာရီလောက်ထိကိုပုံမှန်လေး stream ခဲ့တယ်ပေါ့နော်ဆိုတော့ညနေဘက်ကျရင်လည်းနားနေလားဆိုတော့မနားပါဘူးကျွန်တော်ညနေဆိုရင်လည်း6နာရီကနေည8နာရီခွဲလောက်ထိပုံမှန်လေးဥမှာအချိန်အကြာကြီးနဲ့ကျွန်တော်ကောင်းဆုံးကြိုးစားခဲ့တယ်ပေါ့ဗျာဆိုတော့အဓိကတော့ဒါကျွန်တော်ရဲ့အလုပ်ပေါ်ထားတဲ့ respect ပေါ့ကျွန်တော်ပုံမှန်စတွင်းတဲ့အတွက်ကြောင့်ပဲနေပါလိမ့်မယ်ကျွန်တော်မှတဖြည်းဖြည်းချင်း viewer လေးတွေပို့ပြီးတော့များလာခဲ့တယ်ခင်ဗျ viewer လေးများလာတာနဲ့မျှကျွန်တော်ဝိုင်းပြီးတော့တောင်းဆိုကြတာအဲ့ဒါတစ်ခုပဲရှိတယ်ဘာလဲဆိုရင်ကျွန်တော်မျက်နှာလေးနဲ့စတွင်းဖို့ပဲပေါ့နော်ကျွန်တော်ရဲ့အသည့် senior streamer တွေကျွန်တော်နဲ့တည်တဲ့အကိုတွေမတွေကိုလိုက်ပြီးတော့မေးတယ်ပေါ့ခင်ဗျတလက်စာတွေပဲကျွန်တော်အနေနဲ့ဒါ Facebook YouTube TikTok သူတို့ရဲ့ algorithm တွေဘယ်လိုလုပ်လဲဆိုတာကိုလေ့လာရင်းနဲ့အဲ့ဒီနေ့တွေကနေစပြီးတော့ကျွန်တော်ဒီနေ့ဒီချိန်ထိကိုမှဒါတနေ့ကိုဗီဒီယိုတစ်ပုတ်ပဲဖြစ်ပါစေနှစ်ပုတ်ပဲဖြစ်ပါစေစတွင်းဆိုရင်လည်းကျွန်တော်လုံးဝမပြတ်ဘဲနဲ့ဒါညတိုင်းကျွန်တော်စောင့်မျှော်နေကြတယ်ကျွန်တော်ချစ်တဲ့ viewer တွေရှိတယ်ဆိုတဲ့အသိစိတ်တွေကြောင့်ပေါင်းပြီးတော့ကျွန်တော်အခုချိန်ထိဒါတင်းရှင်ရင်မှအလွှဲရင်ပေါ့နော်ကျွန်တော်ညတိုင်းကိုစတွင်းဖြစ်နေတာပဲဖြစ်ပါတယ်ခင်ဗျဒူးစားလာတဲ့မြတနေ့မှာကျွန်တော်စီကိုစာလေးတစ်ဆောင်ရောက်လာခဲ့တယ်ဗျအဲ့ဒါဘာလဲဆိုရင်ကျွန်တော်ဘွားရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ဒါ PUBG Mobile Official Streamer ကွန်တက်ပဲပေါ့ဗျာအဲ့နေ့ကဆိုရင်ကျွန်တော်အရန်ကိုပြောတဲ့အပြင်ဒါအဲ့ဒီညတိတိကျကျတော့အဲ့လိုမပြောခဲ့ဘူးကျွန်တော်အနေနဲ့ဒီ contact ထဲကစီကန်းတွေလောက်ပြီးတော့ကျွန်တော်အနေနဲ့လာတာဘလောက်ရမှတွေကိုတော့ကျွန်တော်ထဲမတွက်ပဲနဲ့ကျွန်တော်ဆိုင်းကိုတစ်ခါလေးထိုးခဲ့တယ်ပေါ့လဲဆိုရင်ကျွန်တော်ရဲ့အိမ်မက်ဖြစ်တဲ့ PUBG Mobile Official Streamerဖြစ်သွားပြီဟာဖြစ်ကြပြီဆိုတဲ့စိတ်နဲ့ကျွန်တော်အလွန်ပျော်ပြီးတော့အဲ့ဒီညဆိုရင်လည်းကောင်းကောင်းတော့မိတ်ပြောခဲ့ပြဒီလိုနဲ့ကျွန်တော်2025နှစ်ကုန်နီးပါးမှာကျွန်တော်ဒါ PUBG Mobile ဘက်ကနေဒါကျွန်တော်ထိုင်းနိုင်ငံမှာအင်ရှင်ဖြစ်ကျင်းပပြုလုပ်ပေးတဲ့ဒါကျွန်တော်တို့ PNGC မှာကျွန်တော် show match ဆော့ဖို့ရယ်ဒီကျွန်တော် PNGC ပွဲကိုလာဖို့ရယ်ဖိတ်တယ်ပေါ့ဗျာအဲ့ဒီပွဲမှာဆိုရင်လည်းဒါကျွန်တော်ရဲ့ကိုလီပိုင်းရဲ့ဒါ PNGC stage စင်ပေါ်မှာ show match ဆော့ခဲ့ရတယ်ဗျအဲ့တုန်းကကျွန်တော်အနေနဲ့ဘယ်လောက်တောင်ပျော်နေမလဲဆိုတော့ကိုယ်တိုင်ကစဉ်းစားကြည့်ကြပါတော့ဗျာကျွန်တော်တို့ streamer တွေပဲဖြစ်ဖြစ် content creator တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ကဘယ်လောက်ပဲစူးစမ်းဘယ်လောက်ပဲ quality တွေကောင်းနေပါသေးကျွန်တော်တို့အပေးတဲ့ဒါကျွန်တော်တို့ချစ်ရတဲ့ viewer တွေမရှိဘူးဆိုရင်ကျွန်တော်တို့ကဘာမှဖြစ်လာမှာမဟုတ်ဘူးเนาะအဲ့တော့ဒါကျွန်တော်ဝိုင်းပြီးတော့အပေးကြတဲ့ဒါကျွန်တော်ရဲ့အကိုတွေအမတွေညီလေးတွေညီမလေးတွေကျွန်တော်ချစ်ရတဲ့ဒါ viewer တွေကြောင့်အခုလက်ရှိမှာဆိုရင်လည်းဒါကျွန်တော်နဲ့ကိုလီပိုင်ရဲ့ဒါ bike pack ပေါ့ဗျာ Nyuki bike pack ကကျွန်တော် PUBG Mobile ထဲမှာပါကျွန်တော်ရောက်ရှိလို့
လာခဲ့ပါပြီခင်ဗျအဲ့အတွက်ကြောင့်လေဒါကျွန်တော်တို့အမြဲတမ်းအားပေးနေကြတဲ့တယောက်စီတိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်